ရိုး screen နဲ့ AR screen ဘယ်လိုကွာခြားချက်ရှိလဲဆိုတာကို သိကျင်နော် ဗီဒီယိုအဆုံးထိကြည့်လိုက်တော့နော်ဒါလေးကတော့ use screen ပဲဖြစ်ပါတယ်ဒီကောင်လေးကဆိုရင်တော့ view and camera ဘာတဲ့ကြောင့်မလို့ရုပ်ထွက်ကိုဆူဆူပြင်းနဲ့ပြရမှာဖြစ်ပါတယ်နိုင်ငံပေါ်မှာပေါ်တဲ့ရုပ်ထွက်တိုင်းပဲသူ့ရဲ့ပုံမှာလည်းပုံမှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့သူ့မှာအလင်းအမြင့်တင်မိတယ်မပါဝင်တဲ့အတွက်ကြောင့်မလို့ Nikon နဲ့ဖက်မှာတကယ်လို့ quality ရှင်နေဆိုရင်တော့အလင်းအမြားတဲ့ projector နဲ့ကြည့်မှာပဲအဆင်ပြေမှာဖြစ်ပါတယ် အခုမြင်နေရတော့ AR screen ဖြစ်ပါတယ် AR screen အားသာချက်ကတော့ရိုးရိုး screen နဲ့မတူပဲဒီကောင်ကအလင်းရောင်ရှိရဲ့အခန်းထဲမှာတော့မှလူကြီးမင်းတို့ရဲ့ budget set projector ကို 100% performance ပြပေးနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ဒီကောင်ရဲ့အားနည်းချက်ကရှေ့တက်တက်ရကြည့်ရလူကလာမြင်ရပြီးတော့ဘေးကကြည့်ရလူကတော့ quality ကတီးတတာကိုရောကြအောင်မှာဖြစ်ပါတယ်ဥပမာဖုန်းတွေမှာပါတဲ့ privacy screen နဲ့ပုံစံချင်းတူပဲပေါ့နော်ဘာလို့ဒီလိုဖြစ်ရလဲဆိုတော့ဒီကောင်ကဘေးပတ်ဝန်းကျင်အလင်းတွေကို reject လုပ်ပေးပြီးရှေ့မှာရှိတဲ့လူရဲ့မျက်စိကိုအလင်းရောင်ဓာတ်ပို့ပေးရဖြစ်လို့ပါအဲအကြောင်းမို့ဘေးကကြည့်ရလူကမမြင်ရဖြစ်ပါတယ်ခင်ဗျာကဲအခုတော့လူကြီးမင်းတို့ကို use screen နဲ့ AR screen တွေဘယ်လိုကွာခြားချက်ရှိလဲဆိုတာကိုကျွန်တော်အနေနဲ့ရှင်းပြပေးတော့ဖြစ်ပါတယ်တကယ်လို့ projector screen တွေကိုစုံစုံနဲ့ဝယ်ယူရှင်တဲ့မိတ်ဆွေတွေအတွက်ကျွန်တော် free projector ဆိုင်မှာပဲစုံလင်ဆန်နဲ့ဝယ်ယူရှင်းနိုင်မှာဖြစ်ပါတယ် online နဲ့ဆက်သွယ်မှာမြင်မြန်ချင်တဲ့သူတွေအတွက်ကတော့ကျွန်တော် hotline phone number ဖြစ်တဲ့39943993တက်ကိုဆက်သွယ်မှာယူနိုင်တဲ့အပြင်ကိုယ်တိုင်ကိုကြလာရောက်ဝယ်ယူရှင်တဲ့မိတ်ဆွေတွေအတွက်ရန်ကုန်နဲ့မန္တလေးမှာ show နေရှိတဲ့အကြောင်းမလို့လဲကိုယ်တိုင်ကိုကြလာရောက်ဝယ်ယူအားပေးနေလို့ရပါတယ်ခင်ဗျာအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်